နေကြကောင်တကောင်ဟာပြားအောင်ကိုကျူးကျော်ဖို့ကြိုးစားခဲ့တယ်ပြီးတော့နောက်ထပ်ဘာဖြစ်သွားလဲဆိုတာခမည်းယုံမှာမဟုတ်ဘူးအစပိုင်းမှာနေကြကောင်တကောင်ပဲပြားအောင်အနားမှာပေါ်လာတယ်သူဟာ area ကိုဂရုတစိုက်ကင်းထောင်လိုက်ပြီးမြဲပြားတွေကသူ့ကိုအရင်ကတည်းကတွေ့ပြီးသားပါချက်ချင်းပဲပြားတာစင်ပေါင်းများစွာဟာစုပြုံတိုက်ခိုက်ပြီးကျူးကျော်သူကိုရွတ်ပတ်တပ်ပစ်လိုက်တယ်နေကြကောင်ဟာလုံးဝမလူစားနိုင်တော့ပဲနောက်ဆုံးမှာပြားတွေသူ့ကိုက်နေတော့မြေကြီးပေါ်ပြုတ်သွားတယ်ဒါပေမဲ့အချင်းကနောက်ကျသွားတယ်နေကြကောင်ကအချက်ပြမှုကိုပို့ပြီးသားပါမကြခင်မှာပဲနေကြကောင်ဥစုတစုရောက်ရှိလာပြီးပြားအောင်ကိုတိကျစွာပစ်မှတ်ထားပေတယ်သူတို့ဟာအားအနည်းဆုံးနေရာကိုတက်တက်သွားပြီးအဆောင်တွေကိုတကောင်ပြီးတကောင်တက်ဖြတ်ကပြားတွေကိုရရဆက်ဆက်တက်ပစ်လိုက်တယ်သူတို့ရဲ့တကယ်ရီမှန်းချက်ကအသွင်းဘက်ကတားလောင်းနေပါသူတို့ပြားအောင်ကိုလိုချင်တယ်ဒါနဲ့နေကြကောင်တွေဟာပြားအောင်ရဲ့အပေါ်ပိုင်းကိုရွေ့လျားပြီးထုံးအားပေးဖို့စူးစမ်းကြတယ်ဒါပေမဲ့ဒီအပိုင်းဟာအကြီးအကျယ်ကာကွယ်ထားတယ်နေကြကောင်တွေဟာပြားတကောင်ချင်းစီတဲ့အများကြီးတန်ပါပေမဲ့ပြားအောင်တစ်ခုလုံးကိုမကိုက်တွယ်နိုင်ဘူးပြားတွေဟာပြင်းပြင်းထန်ထန်ပြင်လဲတိုက်ခိုက်ပြီးနေကြကောင်အများစုကိုမောင်းထုတ်နိုင်ခဲ့တယ်နေကြကောင်တကောင်ကန်ဆိုးသွားတယ်သူဖမ်းမိသွားတယ်ချက်ချင်းပဲပြားတွေကအလွယ်လိုက်အုံကြွာလာပြီးသူ့ကိုယ်ပေါ်မှာကန့်ညိကဘောလုံးကြီးတစ်လုံးလိုဖြစ်သွားတယ်နောက်ပိုင်းအပူဓာတ်ပုံဟိတ်ကင်မရာတွေကပြားဘောလုံးရဲ့အတွင်းပတ်ဟာပူပြင်းလောင်ကျွမ်းနေလာကိုဖော်ပြခဲ့တယ်ဒီလောက်ပူတဲ့အတွက်နေကြကောင်ကိုအသက်ရှင်လျက်ချက်ပြုတ်သွားစေတယ်ပြားမွေးမြူသူကပြားတွေကိုခွဲထုတ်လိုက်တဲ့အခါအတွင်းဘက်ကနေကြကောင်ဟာတိတ်ဆုံးသွားပြီးသားပါအဖွဲလိုက်လှုပ်ဆောင်မှုကပြားအောင်တစ်ခုလုံးကိုကဲတင်လိုက်တာပါပဲ